ချင်းတိတ်ဆိုတာအာဖရိကရဲ့အကြီးဆုံးကြောင်ကြီးမျိုးနွယ်ဖြစ်ပြီးတောဘရင်ဆိုတဲ့ဂုံတည်နဲ့ကြော်ကြားတယ်ဆိုတာကိုလူတိုင်းသိပြီးသားဖြစ်မှာပါထို့အတူပဲဟိုင်နာလို့ပြောလိုက်ရင်လည်းသူတို့ဟာချင်းတိတ်တွေနဲ့အမြဲတိုက်ခိုက်နေကြတာအပြင်သူများအမဲလိုက်ဖန်ဆီးထားတဲ့အစာကိုလူယူစားတောက်တက်ကြတာကြောင့်အများအမြင်မှာတော့သူတို့ကိုရက်ဆက်ပြီးကောက်ကျစ်တယ်လို့ထင်မြင်ခံရလေရှိကြပါတယ်ဟိုင်နာတွေကချင်းတိတ်တွေလောက်ခံညားထဲဝါမှုမရှိပေမဲ့စွမ်းဆောင်ရည်ပိုင်းမှာတော့သူတို့ဟာချင်းတိတ်တွေနဲ့ရှင်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိကြပါတယ်ဥပမာ1996ခုနှစ်ကအီသီယိုးပီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ချင်းတိတ်အုပ်စုနဲ့ဟိုင်နာအုပ်စုတို့ရဲ့နယ်မြေလူကြတဲ့တိုက်ပွဲမှာဆိုရင်ချင်းတိတ်တွေကဟိုင်နာ35ကောင်ကိုကိုက်တက်လိုက်ပြီးမှဟိုင်နာတွေကိုသူတို့ရဲ့နယ်မြေထဲကနေမောင်းထုတ်နိုင်ခဲ့ပြီးအနိုင်ရရှိသွားခဲ့ပါတယ်။ဒါပေမဲ့ဒီတိုက်ပွဲမှာချင်းတိတ်တွေဘက်ကလည်းအထိနာခဲ့ရပြီးချင်းတိတ်6ကောင်အထိတေဆုံးမှုရှိခဲ့ပါတယ်။တိုက်ပွဲကာလက2ပတ်လောက်ကြာမှအနိုင်ရှုံးပေါ်ခဲ့တာဖြစ်လို့ချင်းတိတ်တွေနဲ့စွမ်းရည်ချင်းတိတ်မကွာဘူးဆိုတာကိုတွေးမြင်ရမှာဖြစ်ပြီး2ပတ်အတွင်းချင်းတိတ်6ကောင်ကိုတတ်နိုင်တာဟာလည်းလူသားတွေကလွဲရင်ဟိုင်နာတွေပဲရှိမယ်လို့ထင်ပါတယ်။ဒါပေမဲ့ကြောကြားမှုနဲ့လူကြိုက်များမှုအပိုင်းမှာတော့ဟိုင်နာတွေကချင်းတိတ်တွေကိုမရှင်းနိုင်ကြပါဘူး။ရုပ်ရှင်နဲ့မှတ်တမ်းဗီဒီယိုတွေမှာလည်းသူတို့ကိုစိုးတွန်းရုံမာတဲ့ဇက်ကောင်ပုံစံမျိုးနဲ့ပြသလေးရှိကြတဲ့အတွက်အများအမြင်မှာလည်းကောင်းတဲ့ပုံရိပ်မျိုးမရရှိခဲ့ကြပါဘူး။ဒါကြောင့်ဒီနေ့အစီအစဉ်မှာတော့အများအမြင်မှာထင်မြင်လွဲမှားမှုရှိနေတဲ့ဟိုင်နာတွေရဲ့အကြောင်းကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်။ဟိုင်နာတွေဟာမြေခွေးသို့မဟုတ်ခွေးတွေနဲ့တူတယ်လို့ထင်ရပေမဲ့တကယ်တော့သူတို့ကခွေးမျိုးရင်းဝင်မဟုတ်ကြပါဘူး။ကြောင်တွေနဲ့တောင်မှပိုပြီးနီးစပ်မှုရှိကြပါသေးတယ်။ရုပ်ပိုင်းဆိုင်ရာအရာတော့သူတို့ကကြောင်နဲ့လုံးဝမတူဘူးလို့ထင်ရပေမဲ့တကယ်တော့သူတို့ကကြောင်မျိုးနွယ်တွေနဲ့ဆက်နွယ်မှုအရှိဆုံးဖြစ်ပါတယ်။လက်ရှိမှာတော့ဟိုင်နာမျိုးရင်းထဲမှာမျိုးစိတ်၄မျိုးကျန်ရှိပါတယ်။အဲ့ဒါတွေကတော့အဆက်ပြောက်ဟိုင်နာအစင်ကြားဟိုင်နာအညိုရောင်ဟိုင်နာနဲ့ Earthwolf လို့ခေါ်တဲ့မြေခွေးတစ်မျိုးတို့ပဲဖြစ်ပါတယ်။ဒီနေ့အစီအစဉ်ရဲ့အဓိကဇက်ကောင်ဖြစ်တဲ့အဆက်ပြောက်ဟိုင်နာကတော့ဒီမျိုးစိတ်၄မျိုးထဲမှာခန္ဓာကိုယ်အရွယ်အစားအကြီးဆုံးပဲဖြစ်ပါတယ်။ကိုယ်ခန္ဓာအရှိက1မီတာမှ1မီတာခွဲလောက်အထိရှိပြီးကျတစ်နဲ့အရွယ်အစားအတူတူလောက်ရှိပေမဲ့ကိုယ်လေးချိန်ကတော့ကျတစ်ထက်ပိုလေးပါတယ်။50မှ80ကီလိုဂရမ်လောက်ရှိနိုင်ပါတယ်။ဟိုင်နာရဲ့ပုံမှန်တံကိုကြည့်မယ်ဆိုရင်လေသူတို့ကမတ်တက်ရက်လိုက်ချိန်မှာအရှိကမြင့်အနောက်ကနှိမ့်နေတာဖြစ်လို့ကြောကုန်းကစောင်းနေပြီးတင်ပါကပြားကတ်နေတဲ့ပုံစံမျိုးဖြစ်နေတတ်ပါတယ်။သူတို့ရဲ့နေရွက်ပုံတံကလည်းခွေးမျိုးရင်းဝင်တွေလိုမျိုးရှည်ပြီးခြုံနေတဲ့နေရွက်ပုံစံမျိုးမဟုတ်ပဲတိုးပြီးလုံးဝိုင်းတဲ့နေရွက်ပုံစံမျိုးရှိကြပါတယ်။ဒါဟာလည်းချင်းတိတ်ကြားကျတစ်စတဲ့ကြောင်ကြီးမျိုးနွယ်တွေရဲ့နေရွက်နဲ့ဆင်တူကြတာဖြစ်လို့သူတို့ဟာကြောင်ပုံတံမျိုးစင်ခွဲဖြစ်ကြောင်းကိုပြသနေတာပဲဖြစ်ပါတယ်။ဟိုင်နာတွေမှာထူးခြားတဲ့စွမ်းရည်နှမျိုးရှိပါတယ်။တစ်ခုကတွားကောင်းတာနဲ့နောက်တစ်ခုကအစာချေပြဲနိုင်စွမ်းကောင်းတာပါပဲ။ချင်းတိတ်တကောင်ရဲ့ကိုက်အားက1968နျူတန်ရှိပြီးဟိုင်နာရဲ့ကိုက်အားက983နျူတန်ပဲရှိတာဖြစ်လို့ချင်းတိတ်ရဲ့တဝက်တောင်မရှိဘူးလို့ဆိုနိုင်တော့လေဒီကိုက်အားကတော်တော်လေးကြောက်စရာကောင်းနေပါပြီ။ထို့အပြင်သူတို့ရဲ့ကိုက်အားတစ်ခုတည်းကိုပဲကြည့်လို့မရပါဘူး။တွားကောင်းဖို့လည်းလိုပါသေးတယ်။ဟိုင်နာရဲ့တွားဖွဲ့စည်းပုံကလည်းအလွန်ထူးခြားပါတယ်။အထူးသဖြင့်သူတို့ရဲ့အနောက်ဘက်အန်တွားတွေဟာမာကျောတဲ့အရာတွေကိုတောင်ကိုက်ခွဲနိုင်ပါတယ်။ဒါကြောင့်သူတို့အစာစားတဲ့အခါမှာတားကောင်ရဲ့ခြေထောက်ပိုင်းကမာကျောတဲ့အယိုးတွေကိုတောင်ကိုက်ချေပြီးမျိုးချစားတုံးပြစ်နိုင်ကြပါတယ်။တားကောင်ကိုအစာအနှတောင်မကျန်အောင်စားနိုင်တာကဟိုင်နာတွေရဲ့အားသာချက်ပါပဲ။ဒီလိုမာကျောတဲ့အယိုးတွေကိုစားတုံးရမှာတွားကောင်းဖို့လိုတယ်လို့အစာချေပြတ်နိုင်စွမ်းကလည်းအားကောင်းမှရပါမယ်။ဟိုင်နာရဲ့အစာအိမ်ဟာအစာချေပြတ်နိုင်စွမ်းအလွန်မြင့်မားပါတယ်။သူတို့ကအယိုးတွေကိုဝါစားရမှာရိုးတွင်းချင်စီတွေကိုပဲစားကြတာမဟုတ်ပါဘူး။အယိုးထဲမှာပါတဲ့အာဟာရဓာတ်အားလုံးကိုလည်းခြေပြတ်နိုင်စွမ်းရှိပါတယ်။ဒါကြောင့်သူတို့စွန့်ထုတ်လိုက်တဲ့မစင်တွေကိုကြည့်လိုက်ရင်ထုံကြောက်တွေလိုမျိုးဖြူဖွေးနေတာကိုတွေ့ရတတ်ပါတယ်။ဟိုင်နာတွေဟာတားကောင်ကိုအယိုးပါမကျန်အကုန်စားပြည့်လေးရှိကြတဲ့အတွက်အများအမြင်မှာတော့သူတို့ဟာသူများစားကျွင်းစားကြံတွေအတေကောင်တွေကိုစားကြတဲ့အတေကောင်စားတတဝါတွေအဖြစ်မှားယွင်းထင်မြင်ခံရလေရှိပါတယ်။တကယ်တမ်းဆိုရင်အစင်ကြားဟိုင်နာနဲ့အညိုရောင်ဟိုင်နာတွေကတာသူများစားလို့ကျန်တာတွေနဲ့ဘယ်သူမှမစားတဲ့တရိษံအတေကောင်တွေကိုအဓိကစားတော့ကြတဲ့အတေကောင်စားတတဝါတွေတာဖြစ်ကြပါတယ်။ဟိုင်နာတွေကိုလည်းသူတို့နဲ့အတူတူပဲလို့ထင်ပြီးအတေကောင်စားတဲ့တတဝါလို့ထင်ခံရခြင်းဖြစ်ပါတယ်။နောက်ပြီးဟိုင်နာတွေကကျစ်တစ်နဲ့ချင်းတဲတွေဖမ်းယူလာတဲ့အစာကိုလူယူစားတော့တတ်ကြတဲ့အတွက်သူတို့ကိုအချောင်လိုက်တတ်တဲ့အကောင်ဆိုပြီးမှ
မကောင်းတဲ့ထင်မြင်ချက်တွေကလည်းပြည့်နှက်လို့နေပါတယ်။နယ်သာလန်နိုင်ငံသားတရိษံဗေဒပညာရှင်တဦးဖြစ်တဲ့ဒေါက်တာဟန်စ်ခရူဆိုရင်အာဖရိကမှာရှိတဲ့ဟိုင်ရီနာတွေကို9နှစ်ကြာအောင်လေ့လာခဲ့ပါတယ်။လေ့လာဆောင်ကြည့်မှုတွေအရဟိုင်ရီနာတွေရဲ့တားကောင်အများစုဟာကောက်ရတာလည်းမဟုတ်တလို့လူယူတာလည်းမဟုတ်ပဲသူတို့ကိုယ်တိုင်ဖမ်းမိလို့ရတာဖြစ်ကြောင်းကိုတွေးရှိခဲ့ရပါတယ်။အမဲလိုက်အောင်မြင်မှုနှုန်းကဒေတာအလိုက်မတူညီကြပေမဲ့ရေဘူးရအားဖြင့်80မှ95%အထိရှိတာဖြစ်လို့သူတို့ဟာချင်းတိတ်တွေလိုမျိုးပဲထိတ်တန့်အမဲလိုက်တတဝါတွေတာဖြစ်ကြပါတယ်။အစာလူစားတဲ့ဆိုရမှာလဲပေါမောက်ခခရွန်ရဲ့လေးလာတွေ့ရှိချက်အရဟိုင်ရီနာတွေဖမ်းလာတဲ့တားကောင်ကိုချင်းတိတ်တွေကပြန်လူယူသွားကြတဲ့အကြိမ်အရေးအတွက်ကတော့ပိုများနေတာကိုတွေ့ရှိခဲ့ရပါတယ်။အပင်ပန်းခံပြီးလိုက်ဖမ်းစရာမလိုပဲအလွယ်တကူစားရမှာဖြစ်လို့အစာလူယူတဲ့ကိစ္စကတော့ဘယ်သူမဆိုလုပ်ကြမှာပါပဲ။တရိษံလောကမှာကိုကျင့်တရားဆိုတာမရှိပါဘူး။အတာစီရတဲ့သူကအပိုင်ပါပဲ။ဟိုင်ရီနာတို့ရဲ့အမဲလိုက်နီးဗျူဟာကချင်းတိတ်နဲ့ကြက်တစ်တို့လိုမျိုးအရှိန်နဲ့လိုက်ဖမ်းတာမျိုးမဟုတ်ပဲခန္ဓာရည်ကိုအားပြုပြီးမှလိုက်ကြတာပါ။ဟိုင်ရီနာတွေရဲ့နှလုံးကအလွန်ကြီးကြတာဖြစ်တဲ့အတွက်တားကောင်ကိုအချိန်အကြာကြီးပြေးပြီးလိုက်ဖမ်းနိုင်ကြပါတယ်။မှတ်တမ်းတွေအရအဝေးဆုံးလိုက်ဖမ်းနိုင်ခဲ့တာကတော့24ကီလိုမီတာအထိရှိပါတယ်။သူတို့ရဲ့အဓိကတားကောင်တွေကအပြေးမြန်တဲ့တောစိတ်နဲ့မြင်းကြားတွေဖြစ်ကြတော့လဲအုပ်စုလိုက်ဝိုင်းပတ်ပြီးအချိန်ကြာကြာပြေးလိုက်ကြတာဖြစ်လို့တားကောင်ကမောပြီးမပြေးနိုင်တော့တဲ့အတွက်အမဲလိုက်အောင်မြင်မှုနှုန်းကတော်တော်လေးမြင့်မားကြပါတယ်။တားကောင်ကိုဖမ်းမိသွားချိန်မှာနောက်ဆက်တွဲဖြစ်မဲ့မြင်ကွင်းကတော်တော်လေးကြောက်စရာကောင်းပါတယ်။ဘာလို့လဲဆိုတော့သူတို့ကတခြားကြောင်ကြီးမျိုးနွယ်တွေလိုမျိုးတားကောင်ရဲ့လေပင်ကိုကိုက်တက်လိုက်ပြီးမှဖြည်းဖြည်းချင်းစားတာမျိုးမဟုတ်လို့ပါပဲ။သူတို့အစာစားချိန်မှာတားကောင်ရဲ့အနောက်ဘက်ကနေစတင်ကိုက်ဖြတ်ပြီးမှတားကောင်ရဲ့ပိုက်ကိုကိုက်ဖောက်လိုက်ပါတယ်။ပြီးတော့တားကောင်ကိုအသက်ရှင်နေချိန်အတွင်းမှာပဲအတွင်းကလီစာတွေကိုတန်းပြီးမှစားတော့ကြတာပဲဖြစ်ပါတယ်။ဟိုင်ရီနာနဲ့ချင်းတေးတွေဟာနှစ်ဖက်စလုံးဘယ်သူမှအလျှော့မပေးကြတဲ့မျိုးရိုးစင်ဆက်ရန်သူတွေဖြစ်ကြပါတယ်။ဘာကြောင့်ဒီလောက်တောင်မတဲကြတာလဲဆိုရင်အကြောင်းရင်းကတော့နေမြေလူးကြတာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သူတို့နှစ်ကောင်စလုံးရဲ့အဓိကတားကောင်တွေကအတူတူပဲဖြစ်ကြတဲ့အတွက်တောစိတ်တို့မြင်းကြားတို့လိုမျိုးတားကောင်တွေပေါ်များတဲ့နေမြေကိုလူယူတိုက်ခိုက်ကြခြင်းဖြစ်ပါတယ်။ဟိုင်ရီနာကချင်းတိတ်နဲ့တကောင်ချင်းဘလို့မှရှင်ပြီးမတိုက်ခိုက်နိုင်တာကြောင့်အရေးအတွက်ကိုပဲအားကိုးရပါတယ်။ဟိုင်ရီနာအုပ်စုတစုရဲ့အရွယ်အစားကလည်းတော်တော်ကြီးမားပါတယ်။နည်းရင်10ကောင်ကျော်လောက်ရှိပြီးများရင်အကောင်100အထိရှိတတ်ပါတယ်။ပြီးတော့သူတို့အုပ်စုလိုက်တိုက်ခိုက်ကြတဲ့အခါမှာလည်းတကောင်နဲ့တကောင်အားပေးတယ်လို့မျိုးအော်ဒန်တွေပေးတတ်ကြတာဖြစ်လို့ရှင်သိတွေကြားရင်ထိတ်လန့်သွားစေမှာတော့အမှန်ပါပဲ။နောက်ပြီးသူတို့ကပူပေါင်းဆောင်ရွက်ရမှာလည်းအရန်ကောင်းကြပါတယ်။ကိုဘက်ကတကောင်အကိုက်ခံရပြီဆိုတာနဲ့တခြားတကောင်ကချက်ချင်းပဲရှင်သိရဲ့ဖင်ကိုတွားကိုက်ကြပါတယ်။ဒီလိုအဖွဲလိုက်ပူပေါင်းပြီးအယူလိုတိုက်ခိုက်တတ်ကြတဲ့ဟိုင်ရီနာတွေကိုရင်ဆိုင်ရတဲ့တောဘရင်ချင်းတေးတွေမှလည်းဘာမှမတတ်နိုင်တော့ပါဘူး။ဟိုင်ရီနာတွေဟာတင်းကျပ်တဲ့မိခင်အုပ်ချုပ်မှုစနစ်ကိုကျင့်သုံးကြတာဖြစ်ပြီးဒီအချက်ကလည်းသူတို့ရဲ့ခန္ဓာကိုယ်အရွယ်အစားမှာပေါ်လွင်နေပါတယ်။ပုံမှန်အားဖြင့်နိုးတိုက်တတဝါတွေမှာအထီးတွေကခန္ဓာကိုယ်ပိုပြီးကြီးထွားလေးရှိပါတယ်။ဒါပေမဲ့ဟိုင်ရီနာတွေမှာတော့ပြောင်းပြန်ဖြစ်ပြီးအမားတွေရဲ့ခန္ဓာကိုယ်အရွယ်အစားကအထီးတွေထက်ပိုပြီးကြီးထွားကြတဲ့အပြင်တိုက်ခိုက်စွမ်းရည်နဲ့ခွန်အားအပိုင်းမှာလည်းအမားတွေကအထီးတွေထက်ပိုပြီးအားတာနေပါတယ်။နောက်ထပ်ပိုပြီးထူးခြားတာကတော့ဟိုင်ရီနာအမားတွေမှာကအထီးတွေနဲ့တူညီတဲ့လေအင်ကအစိပ်ပိုင်းတစ်စုံပါရှိနေတာဖြစ်လို့အထီးလားအမားလားဆိုတာကိုကျွမ်းကျင်သူမှမဟုတ်ရင်ခွဲခြားဖို့လုံးဝမလွယ်ကူပါဘူး။ဟိုင်ရီနာအုပ်စုအတွင်းမှာအရန်ကိုတင်းကျပ်တဲ့အစင်တန်းခွဲခြားမှုစနစ်ရှိပါတယ်။အုပ်စုထဲမှာရှိတဲ့အရွယ်ရောက်ပြီးသားအထီးမှန်သမျှဟာအုပ်စုရဲ့အောက်ဆုံးအဆင့်မှာတာရှိကြပါတယ်။မွေးကင်းစားအမတကောင်ကအစသူတို့ထက်အစင်တန်းပိုမြင့်တာဖြစ်လို့အထီးတွေကသူတို့ကိုတွေ့ရင်တော့ဝတ်ပြီးမှရှာနဲ့ရက်ကလေးစားနာခံမှုရှိကြောင်းကိုပြသရပါတယ်။ဒါအပြင်အမတွေအားလုံးထဲမှာလည်းအစင်တန်းခွဲခြားမှုရှိပါသေးတယ်။အဲ့ဒီအထဲမှာဘယင်မကဩဇာအာဏာအရှိဆုံးဖြစ်ပြီးအုပ်စုရဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။တားကောင်ကိုဖမ်းမိပြီဆိုရင်အကောင်ဆုံးအတားကိုသူကပဲအရင်ဆုံးစားခွင့်ရှိပါတယ်။ဘယင်မရဲ့အောက်တဆင့်မှာရှိတာကတော့ဘယင်မရဲ့သားသမီးတွေဖြစ်ကြပြီးအဲ့ဒီအထဲမှာမှအတက်အငယ်ဆုံးတမီးကအာနာပိုကြီးပါတယ်။အကယ်၍ဘယင်မကမတော်တဆတိတ်ဆုံးသွားခဲ့ရင်သူ့ရဲ့အငယ်ဆုံးတမီးကဘယင်မအဖြစ်တိုက်ရိုက်ဆက်ခံရမှာဖြစ်ပြီးအရွယ်ရောက်သည်ဖြစ်စေမရောက်သည်ဖြစ်စေအလုံးကသူ့ကိုချွင်းချက်မရှိနာခံကြရပါတယ်။ဒါပေမဲ့ဘယင်မရဲ့သားတော်တွေကတော့ဒီလိုကံကောင်းမှုမျိုးမရနိုင်ပါဘူး။အရွယ်မရောက်ခင်အချိန်အထိတော့သူ့ရဲ့အစဉ်အတန်းကဘယင်မကဲ့သို့မြင်မာကြပြီးမင်းသားတစ်ပါးလိုမျိုးနေခွင့်ရပါတယ်။
အထီးမှန်သမျှနှစ်နှစ်ကျော်အရွယ်လောက်ရောက်လာပြီးဆိုရင်တော့သူတို့ရဲ့စီးမြင်အရာတကောင်မှမကြံပဲအုပ်စုအတွင်းကနေမောင်းထုတ်ခံရပါတယ်မင်းသားလည်းချွင်းချက်မရှိထွက်ခွာပေးကြရပြီးတခြားဟာယီနာအုပ်စုတွေစီမှာအောက်ကျပြီးမှအစာလိုက်တောင်းစားရပါတယ်အရင်အုပ်စုမှာမင်းသားပဲဖြစ်နေပါစေအုပ်စုအတစ်ကိုရောက်ချိန်မှာတော့အုပ်စုထဲဝင်ခွင့်ရဖို့ရန်အတွက်သူတို့လုံးသမျှကိုငြိမ်ခံနေရပြီးပြန်လည်မခုခံပဲနှိမ့်ချဆက်ဆံပြီးနေပေးကြရပါတယ်အုပ်စုအတစ်ထဲဝင်ခွင့်ရပြီဆိုရင်လည်းအစာစားချိန်ရောက်ရင်နောက်ဆုံးမှစားကြရတာဖြစ်ပြီးစားဖို့ရန်ခက်ခဲတဲ့မာကျောတဲ့အယိုးတွေကိုပဲစားခွင့်ရှိပါတယ်ဒါကြောင့်သူတို့ရဲ့တွားတွေကသူများတွေထက်ပိုပြီးမြဲမြဲပျက်စီးလေးရှိကြတဲ့အပြင်တက်တန်းကလည်းသူများထက်ပိုတိုးတောင်းလေးရှိကြပါတယ်ဒါပေမဲ့ဒီစနစ်ရဲ့ကောင်းကျိုးကလည်းထင်ရှားပါတယ်အဲ့ဒါကတော့အုပ်စုတိုင်းမှာရှိတဲ့အရွယ်ရောက်ပြီးသားအထီးတွေဟာပြင်ပကလာတဲ့ကောင်တွေပဲဖြစ်သွားတဲ့အတွက်ဆွေမျိုးအချင်းချင်းမျိုးဆက်တာမျိုးမဖြစ်အောင်ကာကွယ်ပြီးသားဖြစ်သွားပါတယ်ဟာယီနာအမတွေကသူတို့ရဲ့ကလေးတွေကိုပြုစုစောင့်ရှောက်တဲ့အပိုင်းမှာလဲစံပြမိခင်လို့တတ်မှတ်နိုင်လောက်အောင်ကိုကောင်းမွန်ကြပါတယ်ဥပမာနိုးတိုက်တဲ့ကိစ္စကိုကြည့်မယ်ဆိုရင်သူတို့ကပုံမှန်အားဖြင့်အတက်တစ်နှစ်ကနေတစ်နှစ်ခွဲအရွယ်လောက်အထိရောက်မှနိုးဖြစ်ကြတာဖြစ်ပါတယ်လူသားတွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ဒါဟာအသက်10နှစ်လောက်အထိအမေနိုးဆိုးနေတုံးဆိုတဲ့တဘောမျိုးတက်ရောက်တာဖြစ်လို့ဒီအမေကဘလောက်တောင်တာဝန်ကြီးတလဲဆိုတာကိုတွေးမြင်နိုင်ပါတယ်ထို့အပြင်ဟာယီနာရဲ့နိုးရည်ဟာကုန်းနေနိုးတိုက်တတော်တွေအားလုံးထဲမှာအာဟာရအပြည့်အဝဆုံးဖြစ်တဲ့အတွက်ဟာယီနာပေါက်စတွေရဲ့ကိုခန့်အားစနစ်ကိုပုံမကောင်းမွန်စေတဲ့အပြင်အယိုးနဲ့ကြွက်သားဖွံ့ဖြိုးမှုအတွက်လည်းအလွန်အထောက်အကူပြုပါတယ်အမေလောက်သူကဒီလောက်အထိအစွမ်းကုန်ပြုစုကြပေမဲ့ဟာယီနာပေါက်စတွေရဲ့ရှင်တန်မှုနှုန်းကတော့တိတ်မမြင်မာကြပါဘူးအဓိကအကြောင်းအရင်းနှစ်ချက်ရှိပါတယ်ပထမအကြောင်းအရင်းကတော့တရိษံတော်တော်များများမှာဖြစ်လေရှိတဲ့မွေးချင်းအချင်းချင်းတက်ပြက်ကြတာပါဟာယီနာတွေကတစ်ခါမွေးရင်ပြင်းပြအားဖြင့်နှစ်ကောင်ပဲမွေးလေးရှိပါတယ်ဒီနှစ်ကောင်ကမွေးပြီးမကြခင်မှာပဲအတိုက်ထဲမှာစတင်တိုက်ခိုက်ကြပါတော့တယ်သူတို့ကမွေးလာကလေးက6မီလီမီတာလောက်ရှိတဲ့အဆွဲတွေပါလာကြတဲ့အတွက်မောင်နှမအချင်းချင်းကိုက်မိရာကနေတေးဆုံးကြရပါတယ်ဒါကြောင့်ဟာယီနာပေါက်စ၄ပုံတပုံလောက်ကအတိုက်ထဲကနေမထွက်လာခင်မှာပဲအတွင်းထဲမှာတေးဆုံးသွားကြရတဲ့အပြင်နည်းနည်းကြီးလာလို့အပြင်ထွက်လှုပ်ရှားနိုင်ချိန်မှာလဲအန်တရဲ့အတစ်တွေနဲ့ကြုံရပြန်ပါတယ်ဘာလို့လဲဆိုတော့မိခင်ဟာယီနာတွေကကိုတာသမီကိုပဲဂယူးဆိုင်ကြပြီးအုပ်စုထဲကတခြားသူရဲ့ကလေးကိုတော့ဂယူးမဆိုင်ကြလို့ပါပဲဂယူးမဆိုင်ုံနဲ့မကပါဘူးကိုကလေးအတွက်ပြိုင်ဘက်ရော်သွားအောင်ဆိုပြီးမှအခွင့်အရေးရရင်ရတယ်လို့သူများကလေးတစ်ကောင်နှစ်ကောင်ကိုလည်းတက်ပြစ်လေးရှိကြတဲ့အတွက်ဒီအစ်စ်မှာလည်းနောက်ထပ်20ရာခိုင်နှုန်းလောက်ထပ်မံဆုံးရှုံးရပြန်ပါတယ်အချုပ်အားဖြင့်ဆိုရရင်ဟာယီနာတွေကအုပ်စုလိုက်ဆိုရင်ပြင်ပရန်သူတွေဖြစ်ကြတဲ့ချင်းတိတ်အုပ်တွေကိုတောင်မှကြောက်ပြီးပြေးရလောက်အောင်ညီညွတ်စွာတိုက်ခိုက်နိုင်ကြပါတယ်ဒါပေမဲ့အုပ်စုအတွင်းပိုင်းမှာတော့အစင်တန်းခွဲခြားမှုနဲ့အချင်းချင်းတက်ဖြတ်ရှင်ပြိုင်မှုတွေကလည်းရှိနေပြန်ပါတယ်ဒီလိုဒွိဟတဘာဝတွေကြောင့်ပဲသူတို့ကဒီလိုကြမ်းတမ်းတဲ့မြက်ခင်းပြင်ပေါ်မှာရေရှည်ရက်တည်နိုင်တာလည်းဖြစ်နိုင်ကြောင်းပြောဆိုရင်းဒီနေ့အစီအစဉ်လေးကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာနောက်အစီအစဉ်တွေမှာပြန်ဆောင်ကြပါမယ်